Hello ဘန်ကောက်ရဲ့တတိယအမြင့်ဆုံးဖြစ်တဲ့ဘာယိုတာဝါရဲ့81လွှာမှာအခုလိုမျိုးပြူနဲ့ breakfast buffet သွားစားပါမယ်ပြီးတော့ဒီဗီဒီယိုထဲမှာဒီမေကွန်းလေးတွေရဲ့အဖြစ်ကိုတေချာလေးပြောပြပေးသွားမှာမလို့လိုက်ကြည့်ပေးပါဦးခင်ဗျာbreakfast buffet ကိုတော့80လွှာမှာသွားစားရမယ်အချိန်ကတော့မနက်6နာရီကနေပြီးတော့မှ10နာရီထိဖွင့်ပါတယ် buffet သွားစားမယ်81ထက်တိကဒလိကတစ်ဆင့်နေမရောက်တာဖြစ်တဲ့အတွက်ပထမဦးဆုံး89ထက်ကိုအရင်ဆုံးသွားရပါမယ်89ထက်မှာဆိုရင်တော့ observation deck ရှိပါတယ် observation deck က decoration လှလှလေးတွေပြင်ပေးထားမယ်ဓာတ်ပုံရိုက်လို့ရမယ်ပြီးတော့ view တွေလည်းတဝကြီးကြည့်လို့ရမှာဖြစ်ပါတယ်ဒီထက်ကို buffet ticket ဝယ်ထားပြီဆိုတာနဲ့ free entry ဝင်လို့ရမှာဖြစ်ပါတယ်ဒါပေမဲ့ပြီးမှအေးဆေးပြန်ဆင်းခဲ့ပါမယ်အရင်ဆုံး80လွှာတက်ပြီးတော့ buffet ရင်သွားစားပါမယ်80ထက်ကိုရောက်ပြီဆိုရင်တော့ကြိုဝယ်ထားတဲ့လက်မှတ်ကိုပြပြီးတော့ register လုပ်လိုက်အောင်ပါပဲဒါဆိုရင်တော့ buffet စားလို့ရပါပြီ buffet အတွက်ခင်းပေးထားတာလေးတွေကတော်တော်လေးစုံပါတယ် Indian food ပါမယ် European food တွေလည်းပါမယ်မပါမဖြစ်ထိုင်းစားစာတွေလည်းပါမယ်အချိုပွဲတွေအပြင် coffee tea snacks တွေလည်းစုံစုံလင်းလင်းပါမှာဖြစ်ပါတယ်တချို့ဟင်းပွဲတွေဆိုရင်မှာတော့ပူပူနွေ့နွေ့လေးလုပ်ပေးပါတယ်စားတာကတော့ကိုယ်စိတ်ကြိုက်အတွင်းဘက်ချမ်းမှာထိုင်စားလို့ရတယ်လို့မျိုးအပြင်ဘက် private ဆုံမှာလည်းသွားစားလို့ရပါတယ်ကျွန်တော်ကတော့ private ဆုံကိုပို့ပြီးတော့သဘောကျပါတယ်အကြောင်းရင်းကတော့ဒီမှာပါအပြင်မဲ့ view ကအခုတွေ့တဲ့အတိုင်းပဲတော်တော်လေးကိုမှလှပါတယ်ဒီ view ကိုကြည့်ပြီးတော့မှ breakfast စားရတာနဲ့တင်တန်တယ်လို့ခံစားရပါတယ် breakfast buffet ticket ရဲ့ဈေးနှုန်းကတော့ဘတ်390ပေးရပါတယ် Biosky ရဲ့ official website မှာဝယ်လို့ရတယ်လို့ Agoda roadtrip.com တို့မှာလည်းဝင်လဲရပါတယ်ကူပွန်ရှိတယ်ဆိုရင်တော့ဈေးပိုသက်သာပါတယ်ဒါပေမဲ့အနည်းဆုံးတစ်ရက်ကြိုပြီးတော့ဝယ်ပေးရပါတယ် buffet စားချိန်ကတော့10နာရီထိအခန်းသက်မရှိဘဲနဲ့စိတ်ကြိုက်ထိုင်စားလို့ရပါတယ်buffet စားပြီးပြီဆိုတော့84ထက်ကိုတက်ပြီးတော့ view သွားကြည့်ပါအောင်မယ်လိုက်ခဲ့ပေးပါအောင်ခင်ဗျာဒီနေရာက Biosky ရဲ့အမြင့်ဆုံးနေရာဖြစ်ပြီးတော့360 degree လဲနေတဲ့ revolving view point ပဲဖြစ်ပါတယ်ဒီနေရာကိုသွားဖို့အတွက် Biosky ရဲ့ breakfast buffet ticket ဘတ်390ထဲမှာပါပြီးသားဖြစ်ပါတယ် free entry ပါလက်မှတ်ထပ်ဝယ်စရာမလိုပါဘူးခင်ဗျာဒီနေရာမှာ view သွားကြည့်ရတာတော်တော်ကိုလှပါတယ်ဒါဆိုရင်ဘန်ကောက်ရဲ့အရှုပ်ဆုံးလမ်းတွေကိုတွေ့မြင်နေရမှာဖြစ်ပါတယ်ဒါအပြင်ဘန်ကောက်ရဲ့ဒုတိယအမြင့်ဆုံးဖြစ်တဲ့မဟာနခွန်နဲ့ပထမအမြင့်ဆုံး Iconium Tower တို့ကိုလည်းတွေ့နေရမှာဖြစ်ပါတယ်တကယ်ကိုလှပြီးတော့မှဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်တစ်တော့တော့မစုံနေပေါ့နော်ကဲပြီးပြီဆိုရင်တော့ခုနမသွားပဲထားခဲ့တဲ့89ထက်က observation တက်ကိုပြန်သွားပါမယ်ဒီနေရာလဲ free entry ပါ Biosky buffet ticket ထဲမှာပါပြီးသားဖြစ်ပါတယ်ကျွန်တော်ရဲ့ personal အမြင်ကပြောရမယ်ဆိုရင် Biosky ရဲ့ breakfast buffet ကပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ feeling ကတကယ်ကိုတန်ပါတယ်ဒါကြောင့်ဘန်ကောက်ကိုရောက်ဖြစ်ခဲ့တယ်ဆိုရင်တော့ Biosky ရဲ့ breakfast buffet ကိုသွားစားကြည့်ဖို့အတွက် recommend ပေးပါတယ်ကျွန်တော်ကတော့ဓာတ်ပုံတွေအများကြီးရိုက်ခဲ့ပါတယ်ဒီနေ့ဗီဒီယိုကိုတော့ဒီလောက်နဲ့ပဲနှုတ်ဆက်ချင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျွန်တော်ရဲ့ account ကိုလည်း follow လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့ခင်ဗျာ bye bye